မင်္ဂလာပါမိတ်ဆွေတို့လောကကြီးမှာနေတိုင်ကျင်납စေရည်ပါနော်ဘဝမှာချမ်းသာစရာမလိုနေတိုင်ကျင်납စေနော်ဘဝမှာစာတက်ဖို့မလိုပညာရှိဖို့မလိုအကောင်းအကျိုးအကြောင်းအကျိုးခွဲခြားတတ်ဖို့လိုတယ်နော်အတန်းပညာဘွဲရတာအဲ့ဒါပညာတတ်မဟုတ်ဘူးအမှန်နဲ့အမှားကိုခွဲခြားတတ်မှအဲ့ဒါပညာတတ်လို့ခေါ်တယ်မြို့ထဲမှာထဲကိုဆိုင်တောထဲမှာပူပျော်တယ်ကြည့်တော့လေငင်းလေးတွေခံလို့ရတယ်ကြည့်နော်ဘဝမှာချမ်းသာတာတွေကတော့သိရင်အကုန်ထားခဲ့ရတယ်ပျော်ရွှင်မှုကကိုယ့်အကိုဖန်တီးမှရတယ်ပျော်ရွှင်မှုကနော်ဝယ်ယူလို့မရဘူးဆိုင်တိုင်းမှာလည်းမရှိဘူးကဲကြည့်နော်ဘဝตายရတဲ့နေ့တစ်နေ့ဒီလိုပဲတောတောင်လေးအလဲသွားလိုက်စိန်လန်းဆူပြေတဲ့နေရာလေးကိုသွားလိုက်နော်ရွာတွေမှာကြီးပြင်းလာလို့ရတော့မသိဘူးအပင်တွေတွေ့အင်မတန်မှစိတ်ချမ်းသာတာကစားကွင်းလေးတွေ့ရအပင်လေးရလည်းကြည့်နော်အပင်တွေပဲသဘောကျတယ်ဒီအပင်တွေကသစ္စာရှိနော်လူတွေအတွက်ကျမ်းမာရေးအတွက်ထောက်ကူပြုတယ်ဒီပင်လေးတွေကကျမ်းမာပါစေချမ်းသာပါစေဗျာထားမင်းလည်းတွေ့တော့လဲစာအုပ်ကိုလည်းသတိရလိုက်တာစာအုပ်တွေနော်ကျွန်တော်တို့ရဲ့အောက်ရကဒလိတွေကလည်းကျွန်တော်တို့ထားမင်းလေးတွေအုံးမင်းလေးတွေနဲ့နော်စီကားနေတဲ့နေမြေလိုပဲကျွန်တော်ဒီနိုင်ငံခြားမှာကြည့်ရှုံးမှန်လေးတွေနဲ့နော်အမတန်မှตายရတဲ့နေ့တနေ့ဗျာကဲရှုခင်းလေးတွေလည်းအမတန်ကောင်းကျမ်းမာရေးထူကောင်းတယ်ကဲဘောဒီညောင်နေလဲရှိပါတယ်ကဲကြည့်နောက်ဆုံးကနေတိုင်တော့ကဲဒီလိုနေရာလဲစိတ်ချမ်းသာဖို့ကောင်းစိတ်ချမ်းသာမှုဆိုတာဝယ်ယူလို့မရဘူးနော်ကိုယ်တိုင်ဖန်တီးမှရတာကဲအခုခေတ်မှာတော့အကုန်လုံးအပေါင်းသိန်းကောင်းလည်းရှားသလိုနော်လူတွေမှာလည်းစိတ်ချမ်းသာမှုရဖို့လည်းရှားပါတယ်ကိုယ်တိုင်ဖန်တီးမှရမှာကြည့်အမတန်မှတရားလှပတယ်တောတောင်စိတ်ဆန်းကြည့်နော် The state is beauty here almost good there and look my brother look at my friend that my chance there is very beautiful well look my friend very beautiful မတန်လှပတဲ့နေရာတွေပါမတန်လှပတဲ့နေရာတွေပါကြည့် Hello my friend more than look like very beautiful view here and look then အားလုံးကြည့်လိုက်အမတန်မှလှပတရားလှပတဲ့နေရာတွေပါပဲကဲတော့တော့ဒီကြည့်လိုက်ဦးလဲလို့တနေကုန်လဲလို့